တနေ့မှာတော့လူငယ်တယောက်ဟာလုံခြုံရေးဝန်ထမ်းတဦးရဲ့ရိုက်နှက်မှုကိုခံခဲ့ရပြီးမျက်လုံးမှာဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူဟာဘယ်ပစ္စည်းကိုမဆိုအစစ်အမှန်တန်ဖို့တွက်ချက်ကြည့်ရှုနိုင်တဲ့ထူးခြားတဲ့မျက်လုံးစွမ်းအားတစ်ခုကိုရရှိသွားခဲ့ပါတယ်။သူ့ရဲ့စွမ်းအားကိုစမ်းသပ်ကြည့်တဲ့အခါအမိုက်ပုံဘေးကတာမန်တင်ကားပြားလေးတစ်ခုဟာတကယ်တော့$5 သန်း350တန်ဖိုးရှိတာကိုမြင်တွေ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကုမ္ပဏီတစ်ခုရဲ့အမျိုးသမီးစုတဦးဟာသူမရဲ့တက်တော်ဆောင်နေတဲ့အတူရောက်ရှိလာပြီးမိခင်ဖြစ်သူပေးခဲ့တဲ့အမတ်တရလက်ဆောင်ပစ္စည်းတစ်ခုပျောက်ဆုံးသွားလို့လိုက်ရှာနေတာနဲ့တိုးပါတယ်။ထိုလူငယ်ကသူ့ရဲ့စွမ်းအားနဲ့ကြည့်လိုက်တဲ့အခါစောစောကသူ့ကိုရိုက်နှက်ခဲ့တဲ့လုံခြုံရေးဝန်ထမ်းရဲ့အိတ်ကက်ထဲမှာ$2 သန်းတန်ဖိုးရှိတဲ့ကြောက်စိမ်းဆွဲပြားဝတ်ထားတာကိုမြင်လိုက်ရတာကြောင့်တခိုးကိုဖော်ထုတ်ပေးခဲ့ပါတယ်။အမျိုးသမီးကကျေးဇူးတင်တဲ့အနေနဲ့လူငယ်ကို$3000စုကြေးငွေပေးခဲ့ပါတယ်။ထို့နောက်လူငယ်ဟာအဆိုပါ$5 သန်းတန်တင်ကားပြားကိုရှေးဟောင်းပစ္စည်းဆိုင်မှာတွားရောက်ရောင်းချခဲ့ပြီးကြောက်စိမ်းရောင်းဝယ်ရေးဈေးကွက်သို့ဆက်လက်ထွက်ခွာခဲ့ပါတယ်။ဈေးကွက်ထဲမှာတာမန်ကြောက်စိမ်းဆွဲပြားအဖြစ်ဟန်ဆောင်ရောင်းချနေတဲ့$15 သန်းတန်တန်ဖိုးကြီးကြောက်စိမ်းကိုရွှေအုံစင်က$9000နဲ့ဝယ်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီကြောက်စိမ်းကိုရှေးဟောင်းဆိုင်မှာပြန်လဲစစ်ဆေးနေတော့စောစောကဆေးဦးအမျိုးသမီးနဲ့ထပ်မံဆုံတွေ့ခဲ့ပြီးသူမကထိုးကြောက်စိမ်းကိုလိုချင်လွန်းလို့ဈေးကွက်ပေါက်ဈေးထက်နှစ်ဆဖြစ်တဲ့$30 နဲ့ဝယ်ယူခဲ့ပါတယ်။လူငယ်ရဲ့ကြောက်စိမ်းရွေးကောက်မှုကိုသဘောကျသွားတဲ့ဆေးဦးအမျိုးသမီးကသူ့ကိုကြောက်စိမ်းကျန်းထဲလောင်းကစားပြိုင်ပွဲစီခေါ်ဆောင်သွားခဲ့ပါတယ်။ပြိုင်ပွဲမှာတော့ဆေးအမျိုးသမီးကိုသဘောကျနေတဲ့အချမ်းသာဆုံးလူငယ်တဦးကပြိုင်ပွဲမှာရှုံးတဲ့သူက$15 သန်းပေးရမည်အပြင်ဒူးထောက်တောင်းပန်ရမယ်လို့စိန်ခေါ်ခဲ့ပါတယ်။လူငယ်ကလည်းစိန်ခေါ်မှုကိုလက်ခံခဲ့ပါတယ်။လူချမ်းသာသားကအရေးသွေးကောင်းပုံရတဲ့ကြောက်တုံးကိုရွေးချယ်ခဲ့ပြီးကျွန်တော်တို့ရဲ့စွမ်းအားရှင်လူငယ်ကတော့အားလုံးကလောင်ပြောင်နေတဲ့အမိုက်ပုံတွေကကြောက်တုံးအဆိုစုပ်ပြက်တစ်ခုကိုရွေးချယ်ခဲ့ပါတယ်။ကြောက်တုံးတွေကိုဖျက်တောက်ပြီးစစ်ဆေးလိုက်တဲ့အခါမှာတော့လူချမ်းသာသားရဲ့ကြောက်တုံးက$3 သန်းခန့်သာတန်ဖိုးရှိပြီးစွမ်းအားရှင်လူငယ်ရွေးချယ်ခဲ့တဲ့အမိုက်ပုံတွေကကြောက်တုံးကတော့အကောင်းစားဧကရစ်ကြောက်စိမ်းဖြစ်နေပြီးအနည်းဆုံး$50 ကျော်တန်ဖိုးရှိနေတာကြောင့်အားလုံးအံ့အားသင့်သွားကြပြီးပြိုင်ပွဲမှာအပြတ်သက်အနိုင်ရရှိသွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့လူချမ်းသာသားဟာကတိအတိုင်း$15 သန်းပေးဆောင်ကဒူးထောက်တောင်းပန်ခဲ့ရပြီးဆေးရောအမျိုးသမီးကလည်းစွမ်းအားရှင်လူငယ်အပေါ်ပိုမိုဆွဲလန်းအားကျသွားခဲ့ရပါတော့တယ်။